ole zo fajoner production YouTube channel lo thlir tu ule now nule pathin ulte chibai ule voin hian steam stay tidim tor shipa mi puisi pai pdf zolen an pasal thate komna kan nei dona round chunga an kalkol dante jona chi khrang khrang kan nei dona chu thila chuanin kol tong te atel dona wangin min lo khria thiam sakin atan ter tanga top thlenga min lo thlir sak turin kan ron som acheu pdf zolen kempum puya spokesperson komna kan nei dona ani hian engkiri hi report na anei thina chuta chuanin ama hi zomi lam tidim lam u nau ni wangin zo tonga thiam lawa calling kan zot don ani aku interview lo ma garo abamane lopi bare pdf zolen tian chen ya ni ami china tuma ti phu bono ri kai sa pe ma interview celebrity lo ma phi bare asong thi pi tu ri garo na thang pi gi se pi ba lo tang su chin bare pathama pe ma se pa na me ne dolani khu tian chai ta wen than sang re su ro le benefit thi tawen than sang bile ara siapa ya aten ne o siapa ni se pilo ya mela chino na me ro tang thang bi phi bare no okay tawen than sang da ro ma cha ti bu chino tanil ni pa lo ba shi ma okay ate pilo phi bile siapa chino la 26 29 ဝင်တော့မှာ okay ai thang cha bile ကြာti cha ti okay siapa pdf zolen zfu bo no ben ni la ni thun khe ya da le ara pyo pya pi lo ya mela 2021 3လပိုင်းကနေအဲ့တော့တော့ ZFA ကတော့ Zomi Federal Army ပေါ့နော်ဟုတ်ကဲ့အဲ့ဒီစာထူထောင်ပြီးတော့တိုင်းမဲ့ကျွန်တော် Zolan ဆိုတာတော့နာမည်ပြောင်းတာတော့9လပိုင်းပေါ့ဟုတ်ကဲ့ကျေးဇူးပဲအဲ့ဒါ siapa ခု training လောက်တာပေါ့နော် training လောက်CNA မှာ training လောက်တာဘယ်မှာ training လောက်တာလဲကိုအလူလူ training ပြီးတာလားအဲ့ဒီကိစ္စ training ပေးမှာရဲဘော်လေ training ကတော့ကျွန်တော်တို့တခြားနေရာတွေမှာလည်း training ရှိတယ်ဟုတ် training တက်တာပေါ့နော်ဟုတ်ကဲ့ CNA မှာလည်းတက်တယ်ပြီးရင်ကလေးဘက်ပြန်ရင်တွေဖြစ်မှာလည်းတက်တာပေါ့ဟုတ်ကဲ့ကျေးဇူးပဲKIA တက် CNA တက် training လောက်ရင်ပဲချီနာအမှန်အပြင်တွန်းဟိုတွန်းနေတော့အနေကျောင်းရင်း PDF ဇုံးလေးဟိangile somni pakhat thathum mas ni somthum vel khanin randinga ji chuanin en spokesperson pen chei tawen kanti emi hi kum hi vel chu tawen than sang ve to ani chuanin siapa aku pdf zolen ka belo shira le bo no battalion belo shira le ari battalion ati ki ma bo no belo sele piro lokhaya la le era ne ne li shin pya lo ya na တရင်ကတော့တရင်ငါရှိတာပေါ့အစားတော့တရင်၄ထိရှိတယ်ဟုတ်ကဲ့ဟိုကကျွန်တော်တို့ဒီ ME တွေနဲ့ပေါင်းလာတော့တရင်ငါဖြစ်သွားတာပေါ့ဟုတ်ကဲ့ဘတ်တာလင်ငါချင်းဟင်းအမနီ PDF ဇိုလေနာဟီယန်အဲ့ဒါအခုတိတ်ပွဲမှာဘယ်နှချိန်ပါဝင်ခဲ့ပြီးပြီလဲနော်တော်လိုင်းစကရယာနီခွဲရပေါ့ SSC စကောင်စီရဲ့စခန်းဘယ်နှချိန်အနေခင်ရတာလဲအဲ့ဒါ ERO ဘယ်လိုချိauto ပေါ့နော်ရတာအကောင်းရတာဘယ်လိုထိရပြီလဲအဲ့ဒါအကောင်းစားနီအောင်အကောင်းပြီလားလို့အဲ့ဒီကိစ္စပဲတိုက်ပွဲတော့ကျွန်တော်တို့တော်လိုင်းရေးစအနေခုချိန်ထိဆိုရင်တော့ကျွန်တော်တို့50နီးပါးလောက်ရှိမှာပေါ့အစာပိုင်းတွေကတော့ကျွန်တော်တို့ဒီ ambush စနစ်ပေါ့အပြောက်ချစနစ်နဲ့ဟုတ်ကဲ့တို့စီကြောင်းထိုးရတယ်အများကြီးလုပ်ခဲ့တယ်ပေါ့နော်ဟုတ်ကဲ့စကန်တင်တာကြတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့လပြင်မှာပေါ့ဟုတ်ကဲ့ကနေဒီဟုတ်ကဲ့ကနေဒီအသိနိုင်ခဲ့တယ်ပေါ့အဲ့တော့ဟုတ်ကဲ့ဒါဆိုတော့စကန်တခုပဲသိနိုင်ခဲ့သေးတယ်ဟုတ်ကဲ့အဲ့ဒီဘေးမှာ PDF ဇောလင်ကဒီနော်အဲ့ဒါကိုစားပြုလဲဆိုတော့လေအဲ့ဒီကိုရဲ့မြို့ကိုနယ်မြေထဲမှာတိတ်ပွဲပါလာလားအခြားမြို့နယ်ထဲမှာတိတ်ပွဲပါလာလားအခြားမြို့နယ်ထဲမှာတိတ်ပွဲပါနေတော့နေတဲ့မြို့နယ်မြေကိုပြောပြပေးလို့ရမလားတိုက်ပွဲကတော့ကျွန်တော်တို့ချင်းပြည်ရဲ့ပြင်ပမှာလည်းတိုက်ပွဲရှိတယ်ကျွန်တော်တို့လူတွေပူထားတာရှိတယ်ဗျဟုတ်ကဲ့ကလေးနယ်ဖက်မှာရောပေါ့ဟုတ်ကဲ့အဲ့ဒီပဲမှာတိုက်ပွဲမှာပေါ့နော်ရဲဘော်ဘယ်လိုကြပြီလဲရဲဘော်ကျတဲ့တူတွေဘယ်လိုလဲဆက်လက်ပြီးတော့ကိုနေခေလာပေါ့နော်အဲ့ဒီပဲမှာရဲဘော်တိုက်ပွဲမှာဘယ်လိုကြဆုံးခဲ့ပြီလဲ
တိုက်ပွဲမှာအစားအနေခုထိဆိုရင်တော့ကျွန်တော်တို့12ယောက်ရှိမှာဗျဟုတ် ဟုတ်ကဲ့ဒီလိုကြည့်ရဆိုတော့အခုတော်လိုင်းရေးမှာတော့နော်မဟာမိတ်ပူပေါင်းနေတဲ့အဖွဲ့လေးတွေရောပြပြပြလို့ရမလား မဟာမိတ်အကြတော့ကျွန်တော်တို့ဒီချင်းပြည်မှာဆိုရင်CNDF CNO CNDF ပေါ့နော်ဟုတ်ကဲ့အနေကျွန်တော်တို့ CDF မင်းတပ်ဟုတ်ကဲ့နဲ့လည်းမဟာမိတ်ပါတယ်ဟုတ်ကျွန်တော်ဒီချင်းပြည်အပြင်ကျွန်တော်ကလေး PDF တွေနဲ့လည်းမဟာမိတ်ဖြစ်ပါတယ်ဟုတ်ကဲ့ အဲ့ဒီပေးမှာအခုတင်နှုံနေတော့နော်ဒီတော်လေးတော့အပတ်စဉ်ဘယ်လောက်ထိတယ်လုပ်ပြီးပြီလဲ အပတ်စဉ်ကတော့စနစ်ရှိပြီဗျ ပတ်စဉ်စနစ်ရှိပြီအဲ့ဒီပေးမှာရဲဘော်ပါပြောသူ PDF ဇုံးလည်းမှာရဲဘော်မှာကိုနာချီနာထချီနာရှိနော်ရဲဘော်အတွက်ဘယ်လိုရှိခတ်တမချက်လေးတွေပြတော့ရမလား ဟုတ်နားချိန်တဲ့သူရောရှိတယ်ဟုတ်သူတို့ကိုကြတော့ကျွန်တော်တို့ကောင်းကောင်းလေးပြောပြီးတော့ဘောနော်သူတို့ရဲ့မိသားစုအခြေအနေပဲဖြစ်ဖြစ်သူတို့ရဲ့ကျန်းမာရေးအခြေအနေပဲဖြစ်ဖြစ်ဆိုတော့ဟုတ်ကဲ့တစ်ဖက်တလားနေသူတို့နားပြီဆိုရင်လည်းကျွန်တော်တို့တစ်ဖက်တလားနေအကူနေလို့ပြီဆိုရင်လည်းပြောကျွန်တော်တနိုင်ရတစ်ဖက်ကနေကူနေပေးမယ်ဟုတ်ကဲ့ပြီးရင်ကျွန်တော်အဓိကတော့သူတို့ထွက်ပြီဆိုရင်တော့ဒီတတွင်းရဲ့လူကြီးပဲဖြစ်ဖြစ်လည်းနဲ့အရာပဲဖြစ်ဖြစ်မိသူမှမပြောရဘူးဆိုတော့စီကံချက်တွေကတိတွေတော့ရှိပါတယ်ဟုတ်အရှင်တော့ထွက်ချင်တော့အရန်လွတ်လပ်ပါပေါ့ဟုတ်လွတ်လပ်ပါတယ်ဟုတ်ကဲ့အဲ့ဒီပေးမှာအခုရေဘော်တက်ရှိတမ်းပဲဖြစ်ပေါ့နော်အဲ့ဒီပေးမှာတလားမှာ top up ပဲဖြစ်မဖူးပဲဖြစ်ထောက်ပံ့ကြည့်ပေါ့တောင်းပဲဖြစ်ပြီးနေတာရှိလားလာစင်တော့မပေးနိုင်ဘူးဗျတချို့ပြည်သူတွေဖျက်နေပဲဖြစ်ဖြစ်ပေါ့နော်ပေးချင်တယ်ဆိုတော့ငွေနဲ့ပေးထားလဲရှိတယ်တခါတလေဟုတ်ကဲ့တချို့ကဒီစာနာရေးခါပေါ့နော်စာနဲ့စီအဲ့ဒါပေးတာတွေရှိတယ်ဗျစာနဲ့စီကြတော့သူတို့ရဲ့မိသားစုတွေကိုပေးတယ်ဗျဟုတ်ကဲ့ပတ်စံတွေကြတော့သူတို့ကန်ချင်တယ်ဆိုရင်ကန်လို့ရတယ်ဟုတ်ကဲ့ဒါပေမဲ့လာစင်ပေးတာတော့မရှိပါဘူးအဲ့ဒါနဲ့ CDM ကိစ္စလေးတော့ဆက်ပါCDM မှာအလင်းဝင်တဲ့သူလည်းရှိပါတယ်နော်အဲ့ဒီပေးမှာ CDM ဘယ်လိုဝင်ပြီးလဲပေါ့အလင်းဝင်ပြီးလဲပေါ့CDM အလင်းဝင်တဲ့သူတွေဘယ်လိုအကူအညီထမ်းဆောင်နေပြီးခဲ့ရတာလဲအဲ့ဒါပြလို့ရမယ် CDM ဝင်တဲ့သူကြတော့ကျွန်တော်တို့ဒီတစ်ထဲမှာမထားဘူးဗျသူတို့လူလက်တဲ့နေမြေမှာထားတယ်ဗျဟုတ်ကဲ့လမ်းစီတွေဘယ်လိုကူညီခဲ့ရတာလဲဟုတ်လမ်းစီတွေရောကူညီတယ်ပြင်ဟိုမှာနေပို့ထိုင်ပို့အားစားပေါ့နော်အကုန်လုံးစီစဉ်ပေးပါတယ်ဟုတ်ကဲ့ဟုတ်လည်းနဲ့သူတို့ဝင်တော့ဘယ်လိုအထူးငယ်ပြီးနေတာလဲလက်နဲ့ဝင်တော့သူတို့ကင်ထားတဲ့လက်နဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့ငွေပေးတာပေါ့နော်ဟုတ်ကဲ့ကြီးစံလဲအတောင်းအရေးသွင်းနေတဲ့ဆိုင်တယ်ဟုတ်ကဲ့အဲ့ဒါကြောင့်ပစ္စံတော့အတိအကျပြောလို့မရပါဟုတ်ကဲ့အဲ့ဒီကိစ္စလေးနဲ့CDM ဘယ်လိုဖြစ်တော့မလဲကိုမိခဲ့တာ CDM အတိအကျတော့မတည်ဘူးเนาะကျွန်တော်ဟုတ်ကဲ့အဲ့ဒီပိမှာအခုခရစ်စမတ်လေးရန်နေပြီဆိုတော့လေဒီမှာဘယ်လိုခရစ်စမတ်တောင်းခဲ့ရတာလဲအခုခရစ်စမတ်လေးအားလုံးစီလူနဲ့အရှိတန်းအလူတွေအကုန်လုံးဒီမှာတောင်းနေမလားဘယ်လိုလဲရေဘော်အတက်အရှိရှိလားဟုတ်ရှိပါတယ်ခရစ်စမတ်ကျတော့ကျွန်တော်တို့ရင်းလိုက်ပွဲလို့ဖို့ရှိပါတယ်ဟုတ်ကဲ့ခြေတန်းမှာနေတဲ့သူကျတော့သူတို့ခြေတန်းတိုင်းကိုကျွန်တော်အဓိကတော့နောက်တန်းမှာနေတဲ့သူတွေပေါ့နော်ဟုတ်ကဲ့တနိုင်ဆုံးပွဲလို့ဖြစ်မှာပါဟုတ်တရင်လိုက်လို့ဖြစ်မှာပါဟုတ်ကဲ့အဲ့ဒီပေးမှာကိုရဲ့ရင်ငါလုံးရှိတာပေါ့နော်အဲ့ဒီပေးမှာဘယ်လိုအခြေလုံးဆုံးခဲ့ရတာလဲလုံခြုံမှုပေးမှာလုံခြုံမှုရှိပါတယ်ကျွန်တော်တို့ရင်းနေရတော့ဟုတ်အဲ့ဒီပေးမှာအခုပီတူရီပေါ့နော်ဒီဂျင်တွန်ဆောင်မှာဒီဂျင်စွန်ပါမှာပီတူရီတွေ့ပေါ့အဲ့ဒါလမ်းပြဆက်သွယ်ရေးဖြစ်ကျမ်းမာရေးလူမှုရေးကိစ္စမှာဘယ်လိုတာဝန်ဆက်လက်ပြီးတော့ဘယ်လိုထိတာဝန်ဆက်လက်ပြီးတော့လုပ်မှလဲဘယ်လိုလဲအချင်းကြီးဘယ်လိုထိလုပ်ခဲ့ရလုပ်ပြီးတော့ရှိလားအဲ့ဒီပညာရေးကလည်းဖြစ်ပညာရေးရှိပါတယ်ဟုတ်ပညာရေးလည်းရှိတယ်ကျမ်းမာရေးလည်းရှိတယ်ဟုတ်ပြီးတော့ချုပ်ရေးတွေလည်းရှိပါတယ်ဟုတ်ဒီရင်သုံးစံနေမှာပေါ့နော်ဟုတ်အဲ့ဒီပညာရေးပေးမှာကျောင်းဖွင့်နေနော်အဲ့ဒီကျောင်းဖွင့်မှာအဲ့ဒါလက်စာလေးတွေဘယ်လိုလဲအဲ့ဒါ PDF ဇုံးလင်းကနေပြီးတာလားကိုယ်တိုင်
ဒီတူကနေအထုံငယ်ရတာလား သူတို့ကကြတော့ ZFU နဲ့ထိတယ်ဗျဟုတ်ကျွန်တော်တို့ကတော့ PDF ဆိုတဲ့ကကြတော့ကာကွယ်ရေးပဲဆိုတော့ဟုတ် ဒါဆိုရင်တော့အဲ့ဒီဘေးမှာအခုဒီတင်ရင်ဆက်လက်ပြီးတော့လုပ်လဲဆိုတော့တင်ရင်လုပ်တဲ့အချိန်မှာဘယ်နှလောက်အချိန်လုပ်ခဲ့ရတာလဲ training ပေးတာပေါ့နော်ဟုတ်ပေးတာဟုတ် training ကကြတော့အရင်ကအပတ်စဉ်တွေကြတော့သူတို့ကျွန်တော်တို့စီရေးအချိန်တွေကပေါ့နော်ဟုတ်ကဲ့ညာလည်းမရှိဘူးဆိုတော့အမြန်ဆုံးနဲ့အကြံဆုံးပေးတာနှစ်ပတ်သုံးပတ်ပေါ့ဟုတ်ကဲ့ပြီးတစ်လခွဲနှစ်လအဲ့လိုပေါ့ဟုတ်ကဲ့အခုကကြတော့အတီးကြတော့ပြောလို့မရသေးဘူးဗျဟုတ်စားတာလည်းမကြသေးဘူးဆိုတော့လေဟုတ်ကဲ့အချိန်ကြီးကြောင်ပေါ့နော်ဟုတ်ကဲ့အဲ့ဒီပိုင်းမှာလို့ရလည်းများပြီဆိုတော့လေဒါရင်ကအဲ့ဒီပိုင်းမှာဘုံငွေကတော့ဘုံပြဆေးလေးထပ်တာများမှာပေါ့နော်အဲ့ဒီပိုင်းမှာခုကအဝင်ထွက်ပဲဖြစ်စိန်မှာပဲဖြစ်ဒီအခွင့်ကောက်တော့ရှိဘူးလားအခွင့်ကောက်လာတော့ခုထိမရှိပါဘူးကျွန်တော်တို့ဒီလေးပုံစံနေပေါ့နော်ဟုတ်ကဲ့ဟုတ်အစားနေခုထိတော့အခွင့်ကောက်တာတော့မရှိပါဘူးဟုတ်ကဲ့ထောင်သားရောရှိလားထောင်သားတွေတော့ရှိပါတယ်ဟုတ်ထောင်သားတွေဘယ်လိုအပိကန်ဘယ်လိုပြီးခဲ့ရတာလဲထောင်သားတွေကြတော့ကျွန်တော်တို့ဒီတပင်းထောင်ပဲရှိတာဟုတ်ဒီမှာကြတော့တခြားနေရာမှာတော့ရဲပေါ့ဟုတ်ကဲ့ရဲထောင်သားတွေရှိပါတယ်ဟုတ်ကဲ့ဒါဆိုတော့အဲ့ဒီထောင်သားမှာပေါ့နော်ဘယ်လိုကူမဒီလိုတခုတား number 4လာဘယ်လိုလဲဓမြလေးတွေလားဟုတ်အဆုံးပဲဟုတ်ဒီနေ့ interview ဆိုတာဒီလိုပဲပေါ့နော်ချက်ပါဒီနားမှာP2 မှာပေါ့နော်P2 မှာကိုမှာလူအချက်အားနေချက်ပေါ့နော်ပြုတ်ချင်တာဒေါ်လာဟင်းကိစ္စအနေနဲ့ဖြစ်ကိုဘက်ကမှာချင်တာအပိစကပြုတ်ချင်တော့ရှိလားရှိပါတယ်ဟုတ်အစားအနေပေါ့နော်အဒီကတော့ကျွန်တော်ကတော့P2 တွေအရင်ဆုံးကျေးဇူးတင်ချင်တာဟုတ်ကဲ့အစားအနေခုဒီကျွန်တော်တို့လိုအပ်တာမှန်သမျှပေါ့နော်ဟုတ်ကဲ့လက်နဲ့ကစားနေရခါစားကုန်လုံးပြလို့အများကျေးဇူးတင်တယ်ဟုတ်ကဲ့ပြီးတော့နောက်လဲဆက်လက်ကူညီပေးပါကျွန်တော်တို့ခုကတော်လိုင်းရေးပြီးတော့မှာပါဟုတ်ကဲ့တော်လိုင်းရေးနိုင်တော့မှာပါနော်အဲ့ဒါအကုန်လုံးတူပြည်သူတွေနဲ့ကျွန်တော်တို့နဲ့တူလက်တွဲပြီးတော့ပန်းတန်ရောက်တဲ့ဒီဆက်လက်ချီးတော့ချင်ပါတယ်လို့โอเคသူနာခါနင်းသူနာkami puisi paite isapol zerang mi pinena lom tu soina te hangteng angte chuanin interview pe lama khanin hai CDM ten lo boy pita chuanin training te tuna hen an kalpui miak ta chuanin heta hemi kong chung changa te po ni se mi pinena chhe khon ang vel te po khan lo ne ngai lo wa chuan an pasal tha te apo ni se mi som pathi tha lai an lo chan ve to tuta potuna hen indona chunjom mek alania tuta Christmas te poni se anma ni mang kan mang don an hantia an mang ang khan kai ni anga mang pop khani ve lem chong lawa an anga ha an ve hozuk khani ve me ata khan mi pui te ni tong trai pui je rang u ti kha gan ron ti boka chonin wo india hai pdf zo len ke ma kan han thenga mi hi an do tin mi ngai sak thiam khop maya tuta chonin hai an rang chung hei an kem chung ani ya tuta chuanin kan han kom theia tuta chuan kan lom hi kan department min point lom thu kan sei boka chuanin pdf zo len angma ni mo in sipai te tuna in nau te training in pek me ka po tong takin training in pek lem thenan nerpen tamna chakna finna in mamo te pe chau sela chuanin ri ro son hi atop thingin I thei to in chuana pialama ra thata ra nge thenan in malam zela lalpen mal som choro se tikha ema tampo in toran chi sakna ka se